Great Computer Technique Center ကနေကြိုဆိုပါရစေ။ဒီနေ့မျှဝေပေးခြင်းတဲ့သင်ခန်းစာလေးကတော့ After Effects မှာ Echo Effect Animation သုံးတာလေးကိုမျှဝေပေးသွားခြင်းပါတယ်။အဲ့တော့ After Effects ထဲကိုသွားတယ်။အရင်ဆုံး New Composition တစ်ခုခေါ်ပါတယ်။ Okay ပြီးတော့သူ့ကိုစာ effect ကလေးလောက်မှာမို့လို့ T ကိုယူလိုက်တယ်။ T ကိုယူပြီးတော့ဒီနေရာမှာစာလေးရိုက်မယ်ကလစ်တစ်ချက်နှိပ်လိုက်တယ်ပြီးရင်ကိုရိုက်ချင်တဲ့စာကိုဒီမှာရိုက်ထည့်လိုက်တယ်ပြီးရင်တော့ဒီမှာမြားလေးနဲ့ကိုကြိုက်တဲ့နေရာမှာထားခဲ့လို့ရတယ်ပေါ့နော်အရင်ဆုံးစာကလေးကနေရာရွှေ့တဲ့ animation လေးလုပ်ချင်တဲ့အတွက်ဒီ layer ပေါ်မှာကလစ်နှိပ်ပြီးတော့ keyboard က position ဖြစ်တဲ့ P ကိုနှိပ်လိုက်မယ်ဒါဆိုရင် position စပြီးသတ်မှတ်မယ်ဒီစာလေးကဘလို့စာရွက်ထဲကိုဝင်လာမလဲဘယ်နေရာကနေစဝင်မလဲပေါ့နော်အဲ့တော့ဒီစာလုံးလေးကိုဒီလိုလေးရွှေ့လိုက်တယ်အပြင်ဘက်ကိုဒီလိုလေးဆွဲရွှေ့လိုက်တယ်ပြီးရင် position ဆိုတဲ့နေရာမှာ keyframe လေးထည့်လိုက်တယ်ပြီးလို့ရှိရင်တော့ဒီဓာတ်လေးကို timeline လေးကိုဘယ်ကိုရွှေ့မလဲ1 second ကိုရွှေ့ခြင်းနဲ့ဒါဆိုရင်ဒီနေရာလေးမှာ100လို့ရိုက်ထည့်ပေးလိုက်တယ်1 secondပြီးရင်တော့ဒီစာလေးကိုဒီမှာဖိပြီးတော့ဒီဘောင်လေးတွေကနေဖိပြီးဆွဲလာခဲ့တယ်ပေါ့နော်ဒီလိုလေးဆွဲလာခဲ့တယ်ဘယ်နားမှာပြန်ထားမလဲထားမယ့်နေရာမှာကလစ်ချလိုက်တယ်ပြီးတော့သူကဒီလိုအတဲ့မဝင်ခြင်းမူခုံလေးဝင်ခြင်းနဲ့ဆိုတော့ဒီဟာလေးကိုဒီလိုလေးယူလိုက်တယ်ပေါ့ဒီလိုလေးယူလိုက်တယ်ဒါဆိုရင်ဒီမှာလာပြီး play ကြည့်ပါမယ်ဟောအစာလေးကဒီလိုဝင်လာတယ်ကဲဝင်လာပြီးဆိုရင်တော့ဒီအလုံးလေးနှလုံးကို select မှတ်မယ် right click နဲ့ keyframe assistant တွေကဒီမှာ easy echo သုံးလိုက်တယ်ပြီးရင်တော့ဒီ graphic editor တွေကိုဝင်တယ်ဒီအလုံးလေးတွေကို select မှန်းလိုက်တယ်အဝါရောင်ထိတ်အလုံးလေးကိုဖိပြီးတော့အထဲကလေးတွေကိုနည်းနည်းလေးရွှေ့လိုက်တယ်ပေါ့ဒီလိုလေးရွှေ့လိုက်တယ်ပြီးရင်တော့ဒီမှာထပ်ပြီး play ကြည့်ပါမယ်ပို့ပြီးတော့သူကဒီလိုလေးချောရတယ်ပေါ့နော်ကဲဒါဆိုရင်တော့ဒီ layer အတွက်ပြီးပါပြီပြီးသွားပြီဆိုရင်သူ့ကို copy လေးကူးလိုက်မယ်ဒီစာလေးကို copy လေးကူးလိုက်မယ် control နဲ့ D နဲ့ပြီးရင်အောက်က layer လေးကို select မှတ်မယ် select မှတ်ပြီးသွားပြီဆိုရင်ကိုသုံးကျင်တဲ့ effect ကိုဒီမှာရိုက်ထည့်မယ်ဒီနေရာလေးမှာကိုသုံးကျင်တဲ့ effect နာမည်ကိုရိုက်ထည့်လိုက်တယ်ပြီးရင်ဒီ effect ကလေးကိုဖိပြီးတော့ဒီအောက်က layer ထဲမှာလာပြီးတော့ဒီလိုလေးထည့်လို့ရတယ်ဒါဆိုရင်ဒီမှာတစ်ချက်လာကြည့်ပါမယ်ဒီလိုလေးဒီလိုလေးဝင်လာတယ်ပေါ့နော်အဲ့လိုလေးဝင်လာတဲ့ခါမှာ तू ကထပ်နေတဲ့စာကမမြင်အောင်ပေါ့နော်အဲ့တော့အယောင်လေးပြောင်းတဲ့ effect ကလေးသုံးကြည့်ဒါဆိုရင်ဒီမှာအယောင်လေးပြောင်းကျင်တာက fade ဒီ fade လေးကိုနှစ်ချက်နှိပ်လိုက်လဲရတယ်ခုနတိုင်းဆွဲထည့်လဲရတယ်ဒါဆိုရင်နှစ်ချက်ကလေးနှိပ်လိုက်မယ်နှစ်ချက်နှိပ်လိုက်ရင်လည်းဒီထဲရောက်လာတယ်ဒါဆိုဒီလိုလေးဖြစ်သွားပြီဒါဆိုရင်သူ့ရဲ့ဒီမှာ echo အနောက်ကလိုက်နေတဲ့ effect ကလေးကဒီမှာအထက်လေးရောက်တစ်ခုပဲရှိတယ်ပေါ့နော်ဒါဆိုသူ့ကို3ခုလောက်ထည့်ကြည့်မယ်3ခုဒါဆိုဒီမှာ1 2 3ဒီလို3ခုဖြစ်သွားတာအဲ့3ခုမှာလဲ तू ကနည်းနည်းလေးများချင်တယ်ဒီမှာများလိုက်တယ်20ဒါဆိုဒီလိုမျိုးလေးထပ်နေရပေါ့နော်ထပ်နေတာကြဲကြဲကြီးထပ်နေတာအဲ့တော့အဲ့လိုမျိုးကြဲကြဲကြီးဆိုမလှဘူးအဲ့ကြောင့်ဒီမှာလာပြီးတော့ तू က -0.005 လောက်ထားလိုက်မယ်ဒါဆိုဒီလိုမျိုးလေးထပ်သွားတယ်အဲ့လိုမျိုးလေးထပ်တဲ့ခါမှာလဲ तू ကနည်းနေတယ်ဆိုရင်တန်ဖိုးထပ်တိုးလိုက်မယ်50အခုရေအတွက်ထပ်တိုးလိုက်တယ်ဒါဆိုရင်မှများသွားတယ်အဲ့ဒီမှာဒီဟာလေးကတရောင်လေးဖြစ်နေတယ်ပေါ့အရောင်ပြေးလေးလိုချင်ဒီနေရာလေးမှာ1ကို 0.9 လို့ပြောင်းလိုက်တယ်ဒါဆို तू ကဒီလိုလေးအထက်ကလေးတွေဖြစ်သွားတယ်ဆိုတော့အဲ့မှာလဲ तू ကဒီမှာကြတော့ဒီဟာလေးယူလိုက်မယ်ပေါ့နော် composite impact ဒါလေးယူလိုက်တယ်ပြီးတော့ထပ်နေတဲ့နေရာမှာပေါ့နော်သူကဒီလိုမျိုးထပ်နေတဲ့နေရာမှာနည်းနည်းလေးဝါးချင်တယ်ဆိုရင်တော့ဒီမှာဝါးတဲ့ effect ကလေးကိုရိုက်ထည့်လိုက်ပါတယ်ပြီးရင်ဒီ effect ကလေးကိုနှစ်ချက်နှိပ်အဲ့တော့ဒီနေရာလေးမှာတန်ဖိုး9လောက်ထားလိုက်ကြည့်မယ်ပေါ့နော်ဒါဆိုသူကနည်းနည်းလေးတော့ဝါသွားတယ်ပေါ့ကဲဒါဆိုရင်ဒီမှာ play ကြည့်ပါမယ်play တဲ့အခါကိုယ့်ရဲ့ animation က1 second ပဲရှိတာကို composition ယူလာတာ10လေးရှိတယ်ဟိုထိပ်ထိသွားနေမှာဆိုလို့ဒီတန်ဖိုးလေးကိုဒီထဲလေးဒီလိုလေးဆွဲထည့်လိုက်တယ်ပေါ့နော်ပြီးတော့မှ play စမ်းကြည့်မယ်ပေါ့ဒီလိုလေး
ဟောဒါဆိုစာလုံးလေးကအခုလိုမျိုးလေးဝင်လာတယ်ပေါ့နော်ဝင်လာပြီးဒီမှာရက်သွားတယ်ပေါ့ဒါမျိုးလေးဝင်လာတယ်เนาะဒီမှာ fit ကိုသုံးကြည့်မယ်ဒါဆိုရင်ဒီမှာပြန်ပြီး play ကြည့်ပါမယ်ဒီလိုလေးဝင်လာတယ်ဟုတ်ပြီနော်အဲ့ဒီနေရာမှာသူကတစ်ရောင်လေးဖြစ်နေတယ်ပေါ့အဲ့တော့နှစ်ရောင်လေးထပ်ချင်တယ်ဒါဆိုရင်နှစ်ရောင်ထပ်မှာမို့လို့ဒီ layer ကိုအောက် layer လေးကို copy ထပ်ကူတယ် control D ပြီးရင်ဒီအပေါ် layer ကိုပဲဒီမှာအရောင်လေးပြောင်းလိုက်မယ်အရောင်ကလေးပြောင်းထားလိုက်တယ်ဟောအရောင်လေးပြောင်းထားပြတော့ခုနအရောင်လေးကပျောက်သွားတယ်ပျောက်သွားတဲ့အတွက်ဒီနေရာမှာ9ကို 0.85 လောက်ပြန်ထားလိုက်မယ်ဟောဒါဆိုတော့ဒီလိုလေးနှစ်ရောင်လေးထပ်သွားပြီးတယ်ကဲဒါဆိုရင်ဒီမှာ play ကြည့်လို့ရပါပြီဒီလိုကလေးပေါ့နော်ဒါလေးကို echo effect လို့ခေါ်ပါတယ်စာလေးတွေဝင်လာတဲ့အခါမှာသူကအနောက်ကရိပ်ပုံသဏ္ဍာန်လေးနဲ့လိုက်လာတယ်ပေါ့နော်အဲ့တော့ဒီသင်ခန်းစာမှာဆိုလို့ရှိရင်စာသင်ခန်းစာနဲ့လုပ်ပြတာပေါ့နော်အဲ့ဒါကိုကိုကနောက်ထပ် shade တို့လေးတောက်တို့ဆက်ဝိုင်းတို့ဒီ shade ပုံစံနေနဲ့လည်းလုပ်လို့ရတယ်ပြီးတော့ကိုယ့်ရဲ့ logo လေးတွေကိုလည်းအခုလိုမျိုးလုပ်လို့ရပါတယ်အဲ့တော့စမ်းကြည့်လို့အဆင်မပြေဘူးဆိုလို့ရှိရင်တော့ Great Computer Training Center ရဲ့ page မှာလာပြီးမေးလို့ရပါတယ်ပျော်ရွှင်သာယာတဲ့နေ့လေးဖြစ်ပါစေ